လုံးမဲမင်္ဂလာပါရှင်ညီမတို့ BCM မြန်မာကနေအခုထပ်မံမိတ်ဆက်ပေးမယ့်ပစ္စည်းလေးကတော့ Android TV ဘောက်လေးဖြစ်ပါတယ် Android TV ဘောက်ကို CPU ကောင်းကောင်း RAM များများနဲ့ပေါ့ပေါ့ပါပါတော်တော်လက်လက်သုံးချင်သူတွေအတွက် 10inch W2 Pro Android ဘောက်လေးကိုညွှန်ပေးချင်ပါတယ်ရှင်သူကဖုန်းတစ်လုံးလိုမျိုးအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် YouTube ကြည့်တာတွေဘလုံးပွဲကြည့်တာတွေ Moving ကြည့်တာတွေ TV Channel လိုင်းတွေကြည့်တာတွေ Play Store ကနေကိုလိုချင်တဲ့ application တွေထောင်းပြီးအသုံးပြုလို့ရတဲ့ဆက်လေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကဖုန်းအမြဲကြည့်တတ်တဲ့ကလေးလေးတွေအတွက်ဆိုရင်ဒီ TV ဘောက်လေးကမရှိမဖြစ်လိုအပ်ပါတယ်ရှင်။ဘာလို့လဲဆိုရင်ဖုန်းကြည့်တဲ့အခါဖုန်းဆက်ခရင်ကသေးတဲ့အတွက်ကြောင့်မလို့ကြာလာရင်မျက်လုံးတွေထိခိုက်တာတွေရှိလာမယ်။ဖုန်းတစ်လုံးလုံးပေးကင်ထားလိုက်တဲ့အတွက်ကြောင့်တခြား social ဘိုင်းနဲ့ပတ်သက်တဲ့အရာတွေအသုံးပြုလာနိုင်တဲ့ဒီ TV ဘောက်လေးကိုဝယ်ပြီးကလေးတွေကိုပေးပြီးပြထားမယ်ဆိုရင်အဲ့လိုဆိုးကျိုးတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်ရှင်။ဒီ TV ဘောက်လေးဟာဆိုရင် RAM က 4K ဖြစ်ပြီးတော့ M-Logic S905 W2 CPU မလို့တော်တော်လေးတွက်တဲ့ဆက်အမျိုးအစားလေးပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်သူ့မှာထူးခြားတာတစ်ခုက Wi-Fi 2.4 GHz ရော5 GHz ရောအလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကြည့်တဲ့အခါလိုင်းပိုကောင်းကောင်းနဲ့ကြည့်နိုင်မှာဖြစ်ပါတယ်ရှင်။ဒါတွေမကသေးပါဘူးနော် audio သမားတွေအတွက် SPDIF ပေါ်လဲပါဝင်ပါတယ်ရှင် Android version ကလည်း11ဖြစ်ပါတယ်နောက်တစ်ခုကရုပ်ရှင်နဲ့ဘောလုံးပွဲတွေကြီးမဲ့လူတွေအတွက် Premium Software ကိုလည်းညီမတို့ဘက်ကနေပြီးတခါတည်းအကောင့်ဖွင့်ရောင်းချပြီးတော့အသုံးပြုနည်းကိုလည်းရှင်းပြပေးမှာဖြစ်ပါတယ်ရှင်အမခံကလည်း3လပါဝင်မှာဖြစ်ပါတယ်ဈေးနှုန်းလေးကတော့3,18,000ကျပ်ပဲဖြစ်ပါတယ်ရှင်